နာမည်ကကိုတင်ထေးနော် ဟုတ်ကဲ့ ဆင်းသက်ဘယ်လောက်ရှိပြီလဲ ဟုတ်တယ်32နှစ်ပါ ရှင်ကသဘဲကွန်တိုကလုံခြုံရေးဝန်ထမ်းပေါ့ ဟုတ်ကဲ့ပါ ရှင်အိမ်မှာလုပ်တာဘယ်လောက်ရှိပြီလဲ 2နှစ်3နှစ်လောက်ရှိပါပြီ ဒီ2နှစ်3နှစ်အတွင်းမှာရှင်ခွင့်ဘယ်နဲ့ကျင်ယူခဲ့လဲအဲ့ဒါကိုမှတ်မိလား အဲ့ရတော့ကျွန်တော်မမိဘူး ရှင်တို့ကွန်တိုမှာတာဝန်ကျနေတဲ့လုံခြုံရေးဝန်ထမ်းတာဝန်ချိန်တွင်းမှာဘယ်ဦးမှထွက်ခွင့်မရှိဘူးဆိုတဲ့စီကံရှိတယ်အဲ့ဒါကိုဟုတ်ပါသလား ဟုတ်ပါတယ် ဒါဆိုရင်တာဝန်ချိန်အတွင်းမှာရှင်ဘယ်ဦးမှမသွားခဲ့ဘူးပေါ့ဥပမာရှင်အိမ်သာသွားတာမျိုးကုန်းစားကျင်လို့သွားဝယ်တာမျိုးဆက်လက်တောက်ချင်လို့ထထွက်ပြီးတော့ဝယ်တာမျိုးပြောတာပါ မသွားပါဘူး အဲ့ချိန်တော့ကားပါကင်ထဲကို Honda Fit အပြရောင်ကားလေးတစ်စီးဝင်လာတယ်ဆိုတဲ့တက်တဲ့ဗီဒီယိုဖိုင်ကျမမှရှိတယ်အဲ့ဒါရောရှင်းမြင်လား အဲ့ဒါကျွန်တော်မမြင်ပါဘူး တရားသူကြီးမင်းရှင်အခင်းဖြစ်ပွားတဲ့အချိန်တော့Honda Fit အပြရောင်ကားလေးတစ်စီးဝင်လာတယ်ဆိုတဲ့ဗီဒီယိုဖိုင်တက်တဲ့ကိုတက်တဲ့နဲ့တကွာကျမတင်ပြပြီးဖြစ်ပါတယ်ရှင်မမြင်ဘူးမလားတာဝန်ချိန်တွင်းမှာရှင်ရှိနေရဲဆိုရင်ရှင်မြင်ရမှာပေါ့အခင်းဖြစ်ပွားတဲ့ချိန်တော့ကွန်ဒိုနဲ့မီတာ100အကွာဝေးရှိတဲ့စိုင်းတက်ဆိုင်မှာရှင်အေးသွားဝယ်တောင်းနေတယ်လို့ကျမပြောရင်ရှင်မပြောမလဲတရားသူကြီးမင်းရှင်တရားခံပြတက်တဲ့ယုံကြည်ထိုက်ပါအောင်ကိုတင်ချေးအခင်းဖြစ်ပွားတဲ့ချိန်မှာကွန်ဒိုနဲ့မီတာ100အကွာဝေးမှာရှိတယ်စတိုးဆိုင်တစ်ခုမှာအေးသွားဝယ်တောင်းနေပါအဲ့ဒါကိုလည်းဗီဒီယိုဖိုင်နဲ့တကွကျမတင်ပြပါမယ်ရှင်ဘာလို့ရှိပါလဲခင်ဗျာ အော်ကျမတရားလွတ်တော်ရှင်နေတော်မိခတ်တာပါ ဟုတ်ကဲ့ပါကျွန်တော်ဒီဆိုင်ကမန်နေဂျာပါဟုတ် ဟိုမှာတက်ထားတဲ့ CCTV ကဒီဆိုင်မှာနေတိုင်းမှတ်တမ်းယူရလား ဟုတ်ကဲ့အများနဲ့တက်ထားတာပါဘာကြောင့်လဲဆိုတော့လုံခြုံရေးအတွက်စိတ်ချအောင်ပါဟုတ်ကဲ့ စောစောထွက်သွားရင်လုံခြုံရေးဝန်ထမ်းအကိုသိပါသလား ဟုတ်ကဲ့သိပါတယ်ဟုတ် သူကဒီဆိုင်ကိုနေတိုင်းလာလား ဟုတ်ကဲ့နေတိုင်းလာပါတယ်ဒီချိန်လောက်ဆိုရင်သူ့ရဲ့လုံခြုံရေးတာဝန်ခံမရှိတော့ဒီမှာလည်းအဲကွန်းရှိတော့လေနိုင်ဝက်တနိုင်တော့ဒီမှာလာပြီးတော့အချိန်ပြောပါတယ်ဟုတ် ဒီချိန်ဆိုနေတိုင်းလာတာပေါ့ ဟုတ်ကဲ့နေတိုင်းလာပါတယ်ဟုတ်ကဲ့ အော်ဟိုတလောကဖြစ်သွားရဲ့ကွန်ဒိုကလူတက်မှုကိစ္စကိုအခုကြားမိပါသလား ဟုတ်ကဲ့ကြားမိပါတယ်ဟုတ်ကဲ့ အဲ့ချိန်တော့ရောသူဒီချိန်လောက်ဆိုလာလား ဟုတ်ကဲ့လာပါတယ်မှတ်မှတ်ရဆိုရင်အဲ့နေ့ကသူအေးတပူတော်တောက်သွားသေးရဲ့ခင်ဗျာ ဟုတ်ပါပြီဒါဆိုရင်လေကိုအဲ့နေ့တုန်းက CCTV မှတ်တမ်းလေးကိုလေကျမတစ်ချက်လောက်ပြန်ကြည့်လို့ရမှာ ဟုတ်ကဲ့ရပါတယ်ဟုတ်တင်ခိုင်းတော့လာတော့ပဲဘယ်လိုလဲဂျက်စကာချစ်တို့အတဲ့ချောင်းစုံစမ်းတာသိခဲ့ရပြီလား သိခဲ့ပြီသူ့နာမည်ကသူရတယ်သူဘယ်မှာနေတယ်သူဘယ်တွေသွားတတ်တယ်ဆိုတာလည်းသိခဲ့ရပြီအဲဒါတော့ပြောပြကျွန်တော်ခုလာခဲ့တာပြီးတော့သူရဆိုရပဲဟာကရှုပ်ရှုပ်ဘဲတပည့်လို့လည်းကြားခဲ့တယ် ဟုတ်လားသူဘယ်မှာအများဆုံးရှိရလဲ တ
သူ့ဘက်မှာအနေများတယ်ဆိုတော့အတိအကျတော့မသိဘူး။ဒါပေမဲ့လက်ဖြန်ညနေကြလို့ရှိရင်တော့သူထိုင်နေကြဆိုင်မှာသူရှိလိမ့်မယ်။အဲ့တော့ဇဝါနဲ့ကိုနဲ့တော့တွေ့ကြမယ်လေ ဟာအဲ့လိုတော့မဖြစ်သေးဘူးတင်ခါရကျမတို့စုံစမ်းနေဆိုတာသူ့ကိုမသိစေချင်ဘူးသူ့ကိုဒီတိုင်းပဲစောင့်ကြည့်အောင်မယ် ။ဟုတ်ပါပြီ။ဒါကတော့ဇဝါရဲ့ဆုံးဖြတ်ချက်တိုင်းပဲလေ ခုချိန်မှာအရေးကြီးတာပျောက်သွားတဲ့ Jessica ရဲ့ဖုန်းအဲ့ဖုန်းကကျမတို့အတွက်အရေးကြီးတဲ့သက်သေခံပစ္စည်းဖြစ်လာနိုင်တယ်ဟာလာပြီတော့ပြန်လာပြီလာပြီဒီနေ့စောရယ်နော် အေးဟုတ်တယ်ဟာရုံးမှာမနေ့တုန်းကအမှုစစ်စရာမရှိရနဲ့ဆောင်းရွက်ချက်တင်ပြီးတန်းပြန်လာတာဟောဒါနဲ့ညငါပြောစားတခုရှိသေးတယ်မနေ့တုန်းကရုံးကိုရဲလေးထုံးရဲ့အဖေရုံးကိုဖုန်းဆက်လာတယ် ဟုတ်လားအဲ့ဆိုသူဘာမှကနေစစ်စစ်ပြီးပြန်ရောက်နေပြီပေါ့ အေးဟုတ်တယ်သူပြန်လာပြီနင့်ကိုသူ့ချီကိုလာတွေ့ပါဆိုပြီးတော့သူ့အင်္ဂလိပ်စာနဲ့ဖုန်းနံပါတ်ကိုပေးထားခဲ့တယ်ခဏနေကြရင်နင့်ကို message ပို့လိုက်မယ်လေ ။ဟောဒါကတော့အဓိပ္ပာယ်မရှိပါဘူး။ तू ဇဝါကိုတွေ့ကြလို့ရှိရင်ရုံးမှာလာတွေ့လို့ရတာပဲ။သူ့အိမ်မှာလိုက်တွေ့ရမယ်ဆိုတော့ဒါတော့မဖြစ်တင်ဘူး သင်ခါကလည်းသူကအေးစစ်စစ်စကားပြောချင်လို့နေမှာပါတခြားသဘောတော့မရှိတော့ပါဘူး ။မတွားရဘူးကွာ။ဇဝါရှိနေလေ။ရှိနေတော့တာမန်ရှိနေမဟုတ်ဘူး။နာမည်ကြီးရှိနေကွာ မဟုတ်ပါဘူးသင်ခါရဲ့ကျမကိုယ်တိုင်လည်းအဲ့အမှုကိစ္စကိုဒီရုံးကမှမပြောချင်လို့ပါပြီးတော့သူ့အိမ်အခြေအနေလည်းနည်းနည်းလေ့လာချင်လို့ဟုတ်ပြီလားနော် သမီးလေးနာမည်ကရွှေဆိုဝါဆိုတာလား ဟုတ်ပါတယ် အထိုင်မြေလွတ်လပ်ထိုင်နော်အငဲ့နာမည်ကဦးရဲကျော်သမီးကအငဲ့ကိုမေးစရာရှိတယ်ဆို ရဲလင်းထုံးအကြောင်းသိချင်လို့ပါက ရဲလင်းတို့အကြောင်းအငဲ့သားအကြောင်းလားအငဲ့သားတိတ်ကူသဘောကားကောင်းနေလူတကောင်လည်းအရန်ကူညီတတ်တာသူ့ရဲ့စိတ်နှလုံးသားလေးကလေအရန်ကိုဖြူစင်တဲ့သမီးအခုလိုလူတန်းမှုဖြစ်တယ်ဆိုတော့အငဲ့လုံးဝမယုံဘူးလုံးဝမဖြစ်နိုင်ဘူးသမီးအငဲ့သားလူမတတ်ဘူးမဖြစ်နိုင်ဘူးသမီး အန်ကဘယ်နေ့ကမြန်မာပြည်ကိုပြန်ရောက်တာလဲ ။အော်အန်ကယ်ပြီးခဲ့တဲ့ဘက်ကပြန်ရောက်တာပါ။အန်ကယ်အလုပ်တွေတအားများတော့လေ။သမီးလေးကိုအန်ကယ်မဆက်သွယ်ဖြစ်တာပါ ဒါနဲ့ရဲလင်းထုံးကအန်ကနဲ့ဘာဖြစ်လို့အတူမနေပဲသူ့ဘာသာသူအိမ်ငားနေရတာလဲ ။အော်အဲ့ဒါကအန်ကယ်ကလည်းအလုပ်တွေများတယ်မလား။တားကိုလည်းအန်ကယ်မမေးပြပါဘူးကွာ။လူငယ်တွေဆိုတော့ तू ကလွတ်လွတ်လပ်နေခြင်းတို့အပြင်မှာငားနေတာဖြစ်ပါလိမ့်မယ်သမီးရေ။အိုးဒီကိစ္စခဏထားပါဦးသမီးရေ။ဒီအမှုကိစ္စအတွက်အန်ကယ်ဘယ်လောက်ကုန်မလဲ။ကုန်ချင်းလောက်ကုန်တော့အန်ကယ်ပေးမှာပါ။အော်နောက်ပြီးသမီးကိုပြောအောင်မေး။ဒီအမှုမှာတားလေးကခွင်းလုံးကျွတ်လွတ်သွားမယ်ဆိုလို့ရှိရင်ဟောဒီကသမီးလေးကိုအန်ကယ်ကရှေ့နေလိုက်ကငါစပေးမှာပါသမီးရေဘာလဲသမီးအန်ကယ်ပေးတာနဲလို့လားနဲဒီတစ်ပတ်ကပေးမှာနော်သမီးကိုအာမနာနဲ့ပြော နောက်တစ်ပတ်ရုံချင်းကြရင်
ကျမအန်ကယ်ကိုတက်တည်ဖြစ်စစ်ချင်တယ်တရားရုံးကိုလာခဲ့ပြီပါ အဲ့ဒါတော့မဖြစ်ဘူးသမီးရဲ့အန်ကအလုပ်တွေများတယ်မလားဟိုနောက်တစ်ပတ်ရုံချင်းတော့မလုပ်နိုင်အောင်လေသမီးရဲ့နောက်ရုံချင်းနေရှိသေးတာပဲအဲ့ကြတော့အန်ကလာခဲ့ပြီလीနော် ကောင်းပါပြီ ဟောသမီးရွှေစောပါစောစောစီးစီးပါလား ဟုတ်တယ်ဆရာဟိုစာရုပ်စာတမ်းရုံးမှာ register တစ်စောင်းလုပ်ဖို့ရှိရလေအဲ့ဒါနဲ့စောစောထွက်လာတာဆရာရုံးမြန်မရှိမလားဆိုပြီးဝင်လာလိုက်တာ ခဏနေတော့ရုံးရင်းတစ်ခုသွားတာရှိသေးတယ်သမီးရဲ့ဘာကိစ္စလဲပြော ဟုတ်ဟိုဆရာနဲ့စကားနည်းနည်းပြောချင်လို့ဆရာသမီးဦးရဲကျော်နဲ့သွားတွေ့ဖြစ်တယ်ဆရာ ဟေးဟုတ်လား ဟုတ်တယ်ဆရာသမီးကသူ့ကိုရှေ့တစ်ပတ်ရုံးချင်းမှာတက်တည်ဖြစ်စစ်ချင်တယ်လို့ပြောတော့သူမအားသေးဘူးဆိုပြီးရက်ရွှေ့လိုက်တယ်ဆရာ ဟေး ဟုတ်တယ်ဆရာရဲ့တကယ်ဆိုကို့သားတယောက်လုံးအမှုဖြစ်နေတာလေဒီထက်ပိုပြီးစိတ်အားထက်သန်တင်တာပေါ့အခုတော့သူ့ပုံစံစိတ်မပါလက်မပါနဲ့တာဝန်ရလုံနေရတယ်လို့ပဲကို့သားရင်မဟုတ်တာကြာနေတာပဲဆရာရဲ့တကယ်ပဲ ကဲပါသမီးရဲ့ထူးထူးရေရှောက်စဉ်းစားမနေပါနဲ့အဖေတွေဆိုတာလေအမေတွေလောက်တော့ဘယ်ကိုပြီးရင်ပြီးလုပ်ပေးနိုင်ပါမလဲပတ်စံနဲ့ပဲဘယ်လိုကူညီရမလဲပဲစဉ်းစားနေတာကြလားနော်သမီးဘာမှစဉ်းစားမနေနဲ့ဟလားကဲဆရာလည်းရုံးချင်းတစ်ခုသွားဖို့လုပ်အောင်ပဲပြန်ဆရာအောင်ပဲသမီးလည်းလုပ်စားရှိရလုပ်တော့နော် ဟုတ်ကဲ့ပါဆရာ ကဲသွား သမီးသမီးငိုနေရလား မဟုတ်ပါဘူးမေမေရဲ့သမီးဘယ်မှာငိုလို့လဲ မမေကိုမညာပါနဲ့သမီးမမေသိပါတယ်သမီးမမကိုတတိယလုံးငိုနေရမလား မငိုပါဘူးမေမေရဲ့သမီးမငိုဘူးနော် သမီးမမေကိုညာသမီးငိုလို့ရှိရင်မမေလည်းငိုချင်တယ်သမီး ကဲဒီမှာကြည့်တွေ့လားမျက်ရည်တွေမရှိတော့ဘူးသမီးလည်းမငိုဘူးမေမေလည်းမငိုနဲ့နော် သမီးမမသာရှိနေမယ်ဆိုရင်လေမမေတို့ဒီလိုငိုနေတာကိုသူကြည့်ချင်မှာမဟုတ်သမီးမမကိုတတိရတယ်ဆိုရင်သမီးမမလိုမျိုးတခြားမိန်းကလေးတွေမတရားမခံရအောင်သမီးကကာကွယ်ရမယ်ဒါမှသမီးမမလည်းလေတမလုံးကနေကျင်းနိုင်မှာနော်သမီး ဒါပြီဟ
ငါတို့အခုလိုအေးအေးဆေးလမ်းမလျှောက်ဖြစ်တာကြာပြီနော် ဟုတ်တယ်လေဟိုရင်ချိန်ပါစင်းတို့ကဆိုရင်အခုလောက်ထိတဲ့ CBC ကိုမများဘူးပြောလိုက်ပါလိုက်ဆရာနောက်လိုက်လိုက်နဲ့ဘယ်တော့ပြောဖို့ကောင်းလဲ ဟုတ်တယ်နော် အဲ့ချိန်တော့ဆိုရင်လေနင်ကငါ့ကိုပို့ပြီးတော့လေးထားသေးလား ဟဲ့နင့်စကားကြီးကလည်းမဟုတ်တာအဲ့တော့ငါအလေးထားတယ်ဆိုတော့အခုကျအလေးမထားတာကြာနာပဲဟဲ့ဘာပြုံးနေရလဲငါပြောတာမှားလို့လား မဟုတ်ပါဘူးကွာအဲ့အချိန်တော့ပို့ပြီးတော့အလေးထားတယ်လို့ငါပြောတာပါ လာပြီရဲ့နင်စိတ်ထင်လို့ပါငါနင့်ကိုဟိုးရင်တော့အတိုင်းခင်းတာပဲဘာမှမပြောင်းလဲဘူး ဆိုရရဲ့ငါကလေနင်ကိုအရေးတကြီး ဆိုဟိုမှာဂျက်စီကာဖုန်းနဲ့ဖုန်းကောလက်ရှိ ရှောက်စမ်းမဒါရီကိုတင်ခဘယ်လိုလုပ်ရလာလဲဆက်သွယ်မှာသွားမိမယ်ဆိုရင်တော့အနည်းဆုံးနောက်ဆုံးခေါ်ရတဲ့ဖုန်း3ကောကိုပြနိုင်မှရတာမဟုတ်ဘူးလား ဒီလောက်တော့အေးစေးပါစောရဲ့ကိုကဝိုင်းသတင်းတောက်ပါကွာလူတိုင်းနေချင်းနေရဲ့ပြီးတော့ဂျက်စီကာတေပြီးနောက်ပိုင်းမှာမှခေါ်ထားတဲ့ဖုန်းကောလစ်တောင်ပါသေးတယ်ဒီမှာတွေ့လားနံပါတ်1ဒါဆိုဂျက်စကာအသက်ခံရပြီးနောက်ပိုင်းမှာလဲတယောက်ကဖုန်းကိုကင်ထားသေးတာပေါ့ဟုတ်လား အဲ့တန်းအောင်ထိကြပဲစဉ်းစားစရာပဲသင်္ခါရဲ့ဖုန်းကောက်ရတဲ့သူဆိုရင်လေအဲ့ SIM ကတ်ကိုဆက်သုံးမှာမဟုတ်ဘူးလေဒီဖုန်း source ကိုတော့တေချာလိုက်မှဖြစ်တော့မယ်ကျမ Jessica ဖုန်း call list ကိုရတာပြီပိုပြီးစိတ်ဝင်စားစရာကောင်းတာဂျက်စကာအသက်ခံရပြီးတဲ့နောက်ပိုင်းမှာလဲသူ့ဖုန်းကိုတယောက်ကကင်ထားသေးတယ်ကိုရလင်းထွန်းခင်ဗျာ ရှင်ကျမပြောနေတာတွေကိုစိတ်ကုန်းဝင်စားရလား ဟုတ်ကဲ့ ရှင်ဂျက်စကာကိုဘယ်တော့မှနောက်ဆုံးဖုန်းခေါ်ခဲ့တာလဲ အမှုမဖြစ်ခင်တရက်နေ့အလိုလိုပါတိတ်မစီကြဘူး ရှင်တို့ဘာတွေပြောကြလဲ ကျွန်တော်ကသူ့ကိုတောင်းမှန်အဲ့မဟုတ်ဘူးသူကျွန်တော်အပြင်သွားမယ်ဆိုပြီးတော့ပြောတာတိတ်မှတ်မိတော့ ရှင်ကလည်းတိတိကျကျပြောမှာပေါ့ကျမလိုအပ်လို့မေးနေတာလေ
မရေမရာတွေပြောတော့ကျမကဘာလုပ်ရမှာလဲ ခမရလေဗျာဒီလောက်ကြာနေပြီကျွန်တော်ဘယ်လိုလုပ်မှတ်မိမှာလဲတီတီတကြ ကျမတော့ဒုက္ခပါပဲအဖေကိုမေးပြန်တော့လဲဘာမှရေရာမပြောတားကြတော့လဲတုံညိပါဝင်နေရှင်တို့သားဖာဒီမှုကိုတိတ်ဆိတ်ဝင်စားသလိုပဲနော် ခမရကျွန်တော်အားလုံးပြောပြပြီးသွားပြီလေဘာဖြစ်လို့ထက်ခါမေးနေရလဲဗျာ အော်လို့အဲ့လိုမေးတာပေါ့ရှင်အကျိုးအတွက်မေးနေတာလေကျမအကျိုးအတွက်တစ်ခုမှမပါဘူး ခမရရှင်းနေတယ်နော်စိတ်လေးပါလေရှည်ပါအောင်ဗျာဒီမှုမှာခမရစူးစမ်းရင်စူးစမ်းလို့ကျွန်တော်လွတ်နိုင်တာပဲဒါပေမဲ့တစ်ဖက်ကပြန်ကြည့်တော့လေခမရအောင်မြင်နိုင်တာပဲလေ ဒီမှာနာမည်ကြီးဖို့ကျမလုံးဝစိတ်ဝင်စားဘူးကျမစိတ်ဝင်စားတာကျမရဲ့တာဝန်ကို့တာဝန်ကိုကြေပွန်မှလူပိတာရှင်အဲ့ဒါနားလေလားကဲကျမသွားမယ် ဆိုဆွဲခံရသူမောင်ရဲလင်းဆိုမောင်ရင်ကိုယ်တိုင်တက်တည်ဖြစ်စစ်ခံမှုဆန္ဒရှိတယ် ဟုတ်ကဲ့ရှိပါတယ် တရားခံဟာတက်တည်ခံမှုတာဝန်မရှိပါဘူးတကယ်လို့တက်တည်ခံမယ်ဆိုရင်အဲ့ဒီတက်တည်ကိုပူးတွဲစစ်ဆေးခံရသူမြည်သူအပေါ်ကိုမဆိုးစန့်ကျင်အသုံးပြုနိုင်ပါတယ်အဲ့ဒီတခုတော့သတိထားပေးရပါမယ်မောင်ရင်တက်တည်ဖြစ်စစ်ခံပါလား ဟုတ်ကဲ့အစစ်ခံပါ စစ်မေးခွင့်ပြုလိုက်သည် ရှင်နဲ့တေဆုံးသူဂျက်စကာတို့ကချစ်သူတွေဆိုတာအမှန်ပဲလား ဟုတ်ပါတယ် ချစ်သူတွေဖြစ်တာဘယ်လောက်ကြာပြီလဲ တစ်နှစ်ခွဲလောက်ကြာပါပြီ အဲ့ဒီတော့အတွင်းမှာအချင်းချင်းစကားများခဲ့တာရန်ဖြစ်ခဲ့တာရှိလား ရှိတော့ရှိပါတယ်ဒါပေမဲ့ကျွန်တော်ဘက်ကမဟုတ်ခဲ့ပါဘူးသူ့ဘက်ကပါ ဘယ်လိုမျိုးလဲပြောပြပါအောင် ဥပမာဗျာတငယ်ချင်းယောက်ျားလေးတွေပါလာတော့ကျွန်တော်ခွင့်မပြုချင်အဲ့တော့သူကစိတ်ဆိုးတယ်ဒါပေမဲ့နောက်ဆုံးတော့လေကျွန်တော်ဘက်ကလက်လျှော့ပေးလိုက်ရတာပါပဲကျွန်တော်ကချစ်တာ တခြားရောဘာများပြောချင်သေးလဲဆက်ပြောပါအောင် ချစ်ခဲ့ကြတယ်တနစ်ခွဲအတွင်းမှာဂျက်စီကာကျွန်တော်စိတ်ဆင်းအောင်အချိန်ချင်းလုပ်ခဲ့ပါတယ်ဒါပေမဲ့ဒီလောက်လေးနေတော့ကျွန်တော်သူ့ကိုတက်ပြရလောက်တဲ့အထိနားလည်းမနာကြည့်ခဲ့ဘူးမုန်းလည်းမမုန်းကြည့်ခဲ့ဘူးကျွန်တော်အမြဲတမ်းခွင့်လွှတ်ပေးခဲ့တယ် ဒါဆိုရင်အခင်းဖြစ်ပွားတဲ့နေ့ကရှင်ကဘာကြောင့်ဂျက်စကာကွန်ဒိုရောက်နေရတာလဲ အဲ့ဒီနေ့ကကျွန်တော်သူ့ကိုလွမ်းလို့တွေ့ဖို့ဆိုပြီးရောက်လာတာပါ ဟုတ်ပါပြီရှင်ကအဲ့ဒီကိုရောက်သွားတယ်ပြီးတော့ဂျက်စကာအသက်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးသင်္ကာမှုနဲ့အဖမ်းခံလိုက်ရတယ်ဟုတ်လား ကန့်ကွက်ပါရဲ့ရှင်တရားခံကိုလမ်းကြောင်းပေးတဲ့မိကုံမျိုးမမေးပါနဲ့ ကန့်ကွက်ချက်ကိုလက်ခံတယ်ဒေါ်ရွှေစွာဆိုဆွဲခံရသူကိုယ်တိုင်မပြောပါစေ ဟုတ်ကဲ့ကဲဆက်ပြောပါအောင် ကျွန်တော်သူနဲ့တွေ့ဖို့ရောက်လာတော့တကယ်ပဲသူတက်ခံရတဲ့ကိစ္စနဲ့ကြုံတယ်ဒီတော့ကျွန်တော်မှုပမာဆိုလို့ရှောင်ပြေးခဲ့တယ်ဆိုတာဝန်ခံပါတယ်ဒါပေမဲ့နောက်ဆုံးတော့လေအခုလိုဆွဆွဲခံရလို့ဖြစ်နေရုံးရှိကိုရောက်လာခဲ့တာပါပဲ ဟုတ်ပါပြီကျေးဇူးတင်ပါတယ် ရှင်ပမနေရလဲ မြောက်တကုံပါမှာ ရ
ရှင်တယောက်တည်းနေရလား ဟုတ်ပါတယ် ကျမသိရသလောက်ရှင့်ဖေကအရန်ချမ်းသာတယ်လို့ပြောတယ်ဘာလို့တူမနေရလဲရှင်တခုအပြစ်လုပ်ထားလို့အိမ်မောကနှင်ချခံထားရတာလား မဟုတ်ပါဘူး ဒါဆိုဘာဖြစ်လို့လဲ ကန့်ကွက်ပါတယ်တရားလိုရှင်တွေကပုံမှန်342အပိုက်ခွဲ1ခါကြီးပါပြဋ္ဌာန်းချက်ကိုစန့်ကျင်နေပါတယ် ကန့်ကွက်ချက်ကိုလက်ခံတယ် ရှင်ဂျက်စီကာနဲ့ဘာမှစတွေ့ရလဲ โอเคကျွန်တော်တင်ငယ်ချင်းဒါရိုက်တာတယောက်ရဲ့ကြော်ညာရဲခွင့်ပါ ဒါဆိုရင်ရှင်ကဂျက်စီကာကိုမြင်ကြီးစိတ်ဝင်စားခဲ့တယ်ဆိုတဲ့သဘောပေါ့ ဟုတ်ပါတယ် ဂျက်စီကာရဲ့အချစ်ကိုဘယ်လောက်ကြာတဲ့ခါမှရှင်ရခဲ့ရလဲ တိတ်မကြပါဘူးနောက်တစ်လအကြာမှာပြည်ပြင်ရခဲ့တာပါ ဒါဆိုဂျက်စီကာလည်းရှင့်ကိုချစ်တယ်ဆိုတဲ့သဘောပေါ့ဟုတ်တယ်လေဂျက်စီကာလိုမိန်းကလေးတစ်ယောက်ကသူမချစ်မနစ်တတ်တဲ့သူကိုဒီလောက်ချိန်တူတူတွင်းမှာချစ်လာတဲ့အကြောင်းကိုမရှိဘူး ဟုတ်ကဲ့သူလည်းချစ်ခဲ့ပါ ဆော့ဆော့ကရှင့်ရဲ့ထွက်ဆိုချက်ထဲမှာဂျက်စီကာရှင့်ကိုစိတ်ဆင်းရဲအောင်အမြဲလုပ်တယ်လို့ရှင်ပြောတယ်နော်မိန်းကလေးတစ်ယောက်ကသူချစ်တဲ့သူတစ်ယောက်ကိုစိတ်ဆင်းရဲအောင်ဘယ်တော့မှမလုပ်ဘူးလို့ကျမပြောရင်ရောရှင်ဘာပြောမလဲ စစ်စင်းရအောင်လုပ်တယ်ဆိုတာတမင်လုပ်တာမဟုတ်ဘူးလေကျွန်တော်အလိုလိုက်တယ်ဆိုတာ तू သိတယ်အဲ့တော့ तू ကစိုးတယ် तू စိုးတဲ့ပုံစံတဖြည်းဖြည်းနဲ့တိုးလာတော့ကျွန်တော်စိတ်ဆင်းရရတာပေါ့ ရှင်ကအဲ့လိုစိတ်ဆင်းရဲပြီးတော့ခံစားရတော့ဂျက်စီကာကိုမကျင်တဲ့လို့ရန်ညှိုးနဲ့လုပ်တယ်လို့ကျမဆွဆွဲရင်ရောရှင်ဘာပြောမလဲ ဟုတ်ပါဘူး စစ်ဆေးချက်တွေအရဂျက်စီကာရှင့်ပြင်ခြားတစ်ယောက်ရှိတယ်လို့ပြောတယ်အဲ့ပေါ်ရောရှင်ကျင်နှမှုရှိရလား အကျဉ်းနဲ့ပြင်မဲ့ကျွန်တော်ခွင့်လွတ်ပါတယ် တမန်ယောက်ျားလေးတစ်ယောက်ကသူချစ်တဲ့သူကတခြားတစ်ယောက်ရှိတယ်ဆိုရင်တော့မှခံပြင်းတတ်ကြတယ်အဲ့ဒီစိတ်ကပဲဘာမှမမြင်တော့ပဲနဲ့မရွေးဆန်တဲ့စိတ်သူပြောင်းလဲတတ်တယ်ရှင်ကဂျက်စီကာကိုချစ်တော့ချစ်ပါရဲ့ဂျက်စီကာရဲ့အဲ့ဒီလုပ်ရက်ကရှင်ရဲ့မာနကိုထိခိုက်ပြီးတော့ခံပြင်းပြီးတော့မကျင်တဲ့လို့လက်တော့ပြန်တယ်လို့ကျမဆွဆွဲရင်ရောရှင်ဘာပြောမလဲ ဟုတ်ပါလုံးဝမဟုတ်ပါဘူးကျွန်တော်ဂျက်စီကာကိုချစ်တယ်ဆိုတာရယူလို့ဆိုရင်ချစ်ခဲ့တာမဟုတ်ပါဘူး တင်ခါကျမတော့လေဒီနေ့တရားရုံးမှာနည်းနည်းအားရတယ်လို့ပဲသိလားရဲလင်းထွန်းရဲ့ထွက်ဆိုချက်တွေကိုကျမသဘောကျတယ် ဟုတ်တယ်နော်ကိုလည်းလေမေခတ်တာရဲလင်းထွန်းကိုမေးနေတဲ့အချိန်မှာတတိထားမိရတဲ့ခုရှိတယ် ဘာသတိထားမိရလဲ မေခတ်တာရဲလင်းထွန်းကိုအပြန်လန်မေးခွန်းတွေမေးနေတဲ့အချိန်မှာ तू ကပြစ်တက်တာတဲ့ပို့ပြီးတော့အချင်တဲ့စိတ်ကြီးများနေသလားလို့ဇော်ကမထင်မိဘူးလား အဲ့ဒါတော့ဟုတ်တယ်မိခတ်တာကလေအရင်တော့ဆိုအရန်သွေးအေးတာတင်ခါရဲ့ကျောင်းတော့အများဆိုရင် तू ဒေါသထွက်နေရင်တော့သူ့မျက်နှာမှာအပြုံးတစ်ချက်မပြတ်ဘူးတိတ်ကိုလျှို့ဝှက်တတ်တဲ့လူမျိုးအခုဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ तू ဘာလို့ဒီလောက်တောင် excited ဖြစ်နေလဲဆိုတာကျွန်မစဉ်းစားလို့မရဘူး အကြောင်းတစ်ခုတော့ရှိမှထင်တယ်ဟုတ်ဒီလိုလုပ်ပါလားကိုသူ့ကိုအင်တာဗျူးရင်းနဲ့သူ့အကြောင်းနည်းနည်းပါးပါစုံစမ်းကြည့်မယ်လေ တင်ခါကလည်း तू ကတင်ခါ view တာကိုခံအောင်ပါလေ ဟာအထင်သေးလိုက်လားကွာဟိုတိမ်ခပါကွာနော်ဗာလေလူရှော့တွက်တာလားမယုံစောင့်ကြည့်လိုက်ဟုတ်ပြီလား ကောင်းပါပြီရှင်